ဟေးสวัสดีค่ะ สวัสดีค่ะ ဘယ်နာကိုရောက်နေပါလဲရှင် ခုခါပါပါရှင် ဟုတ်လားအဲ့ထဲမှာဘာတွေများထည့်လာလဲ အိတ်ထဲမှာတော့ဒါပူမာကအိတ်ပါအိတ်ထဲမှာဒီအိတ်သေးသေးလေးထဲမှာတော့သွားထည့်တဲ့အင်ဗီစီလိုင်းထည့်တဲ့ပစ္စည်းလေးပါပါတယ်ပြီးလို့ရှိရင်အမူးရင်ရှူဖို့အတွက်ရှူသေးဘူးဒါပေမဲ့ဒီရှူသေးဘူးကသူက2မျိုးရှိရပါဒီကရှူသေးရှူလို့ရတယ်ပြီးလို့ရှိရင်ဒီဘက်မှာကပိုင်းမန်လေးလို့ရတယ်ပေါ့နော် အဲ့ပြန်လို့ရှိရင်လည်းထည့်ပေးလိုက်ပါ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ပြီးမျက်စိပါပါတယ် ဟုတ်ပါပြီ ဒီကဒိုင်ဆိုဝယ်ထားတဲ့ eye shadow ပါ ဟိုလှတ လွ ယ် ယ်လွယ်ကူကူပေါ့ ဟုတ်ပါပြီ ဒီကတော့သွားနှခမ်း6မှာဆိုလို့ Vaseline ပါ lip balm ပါပြီးရင်အခန်းတော့တဲ့ပြင်စကားနော်အော်နှခမ်းနေဒီမှာပါတယ်နှခမ်းနေပြီးရင်ဒီအိတ်ထဲမှာကဟိုမှာအုတ်ထုတ်ပါတယ် အုတ်ထုပ်ကဘယ်အုတ်ထုပ်လေးတဲ့တစ်ချက်ပြပြပါ Andy Wimondo ရှိက mango ကောက်ထုတ်ပါဒီဟာလေးကိုဘာလို့ကြိုက်လဲဆိုတော့သူကဒီလိုမျိုးကျိုးလေးပါတော့အဲ့လိုလေးတိုက်လို့ရှိရင်မလွင့်တော့ဘူးပေါ့နော်ပြီးရင် power bank ပါပါတယ် mango လည်းအိမ်မှာရှိတယ်ပြီးနောက်တော့အုတ်တော့တော့ရှားထုတ်ပြီးမျက်မှန် ဟုတ်ပါပြီနောက်ပါကြံပါသေးတယ် နောက် sunscreen ပါပါတယ်မထတာနော် ပေါ်မှာတက်စီတင်ပါပါ မို့ ဒါဘယ်ကနေပါလာလဲဘာလဲဘာမဟုတ်လဲ မို့ တခြားမဟုတ်ဟုတ်ရတာတခြားပြပါရှင် နေကြစီ ဟုတ်ပါပြီ ပြီးအလူကျော်ပြီးရေဘူးလည်းပါပါတယ်ပြီးလို့ရှိရင်ဒီက click ပါတယ် ဟုတ်ပါပြီ အဲ့တော့ပတ်စံနေပါ ဟုတ်ပါပြီ ပြီးချီးလည်းပါပါတယ်ရှင် ဟုတ်ပါပြီပုံပြီလား မကုန်သေးဘူးတီရှူးလည်းပါတယ်ဒီကကြတော့ sun stick ပါဒီလောင်ကပွဲဖို့တော့ပေါ့နော်ပြီးလို့ရှိရင်ဘောင်းမီတစ်ထည့်ပါလာတယ်ပို့ပြီးလို့ရှင်းလေးပါပါတယ်ဒါပဲရှိ ကျေးဇူးတင်ပါတယ် ကဲ နောက်တစ်ခါကြာရင်ဒီတက်ပို့ပြီးတော့စုံစုံလင်းလင်းထည့်လာပေးပါနော် အတော့ဆုံးနေပြီးတော့မုတ်တရားလည်းတည်လာပြီးရတယ်